မင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့စောင်းမာနွေမာအေးလို့နာမည်ပေးထားတဲ့မြမတနခါသွေးနေတဲ့မြန်မာမလေးရဲ့ပုံလေးကိုလုပ်ပြသွားမှာဖြစ်ပါတယ်ဘယ်လိုလုပ်ထားလဲသိချင်ဖူးနဲ့တူတူဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြမယ်နော်မြန်မာနိုင်ငံမှာတော့တနခါကိုမွေးကင်းစရွယ်လေးကနေစပြီးတော့အသက်ရွယ်မရွေးကြားမမရွေးတနခါကိုလိန်ကြရဲပေါ့နော်ဖူးဆိုရင်လည်းငငယ်တုန်းကဆိုရင်အဖွားကကြောက်ပြင်းကိုချပြီးရင်တနခါတော့ပပနဲ့နဲ့သွေးပြီးသွားရင်ဖူးကိုသူ့ပေါင်ပေါ်မှာလှဲပြီးတော့ပေါ့နော်တနခါကိုလုံးဝတကိုယ်လုံးကိုအနက်လိမ့်ပေးရပါတော့ပြီးတော့ဘသူတွေတော့တနခါစားဘူးလည်းမသိပေမဲ့ငငယ်တော့ဆိုရင်အဖွားကတနခါခဏခွန်နေပေါ့နော်တနခါအဲ့တော့ဆိုရင်ခဏစားရတယ်ငငယ်ကတနခါစားဘူးတဲ့သူတွေရှိရင်လည်းကွန်မန့်မှာပြောပြသွားအောင်နော်အဲ့လိုမျိုးဖူးနဲ့လည်းရင်းနှီးပြီးသားဖြစ်တယ်အကုန်လုံးနဲ့လည်းရင်းနှီးပြီးသားဖြစ်မဲ့တနခါသွေးနေတဲ့ပုံလေးကိုလုပ်ဖို့အတွက်ဒီတစ်ပတ်မှာစဉ်းစားမိပါတယ်တနခါရည်လေးတွေမချောက်သေးတဲ့ကြောက်ပြင်းလေးတွေပြီးရင်တနခါဆက်လေးတွေတင်နေတဲ့ကြိမှန်လေးတွေကတော့ဒီတနခါလိမ့်တဲ့သူတိုင်းရဲ့လက်ဆွဲတော့အလှပြင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဒီမီနီမီလေးကတော့မြန်မာမျိုးသမီးလေးပီကြောက်ပြင်းအေးလေးပေါ်မှာတနခါသွေးနေတဲ့မြင်ကွင်းလေးတွေကိုလက်မှုပညာနဲ့ပုံဖော်ထားတာဖြစ်ပါတယ်ရှင်ကဲအဲ့ဒါဆိုရင်အခုဘယ်လိုမျိုးလေးတွေလုပ်လဲဆိုတာကိုတစ်ဆင့်ချင်းစီရှင်းပြပါမယ်နော်အခုဒီမှာဆိုရင်တော့ခန္ဓာကိုယ်လေးကိုပုံဖော်တဲ့နေရာမှာကျဲသီးလေးတွေတက်နေရဖြစ်ပါတယ်ဒီခန္ဓာကိုယ်လေးကိုပုံဖော်တဲ့အချိန်မှာအပေါ်ကအင်ဂျီအဖြူလက်ကလေးနဲ့အောက်ကထမိတ်အဝါရောင်လေးနဲ့လှုပ်ထားပါတယ်ပြီးသွားရင်တော့စပင်လေးလှုပ်မှာဖြစ်ပါတယ်စပင်လေးကိုအရင်ချစ်ဖို့ကောင်းတဲ့စတုံးလေးနှစ်ဖက်ထုံထားမယ်ပြီးသွားရင်ပန်းပွင့်လေးပါတက်ပြီးမှဖြစ်ပါတယ်အဲ့ဒါလေးကိုဆက်ကြည့်မယ်နော်အခုဒီဟာကကြတော့သပင်ကိုအရာလေးတွေဖော်ပေးနေရဖြစ်ပါတယ်ပြီးရင်စမိတ်ချထားတဲ့အယုတ်လေးကအရင်ချစ်ဖို့ကောင်းလို့ဒီသပင်လေးကိုတော့စမိတ်ချထားတဲ့ပုံစံမျိုးလေးပုံဖော်လိုက်ပါတယ်ရှင်အခုဒီမှာဆိုရင်တော့ရှေးစမိတ်ချထားတဲ့ပုံစံမျိုးလေးကိုအလေးနဲ့အရာဖော်ပေးနေရဖြစ်ပါတယ်ပြီးတော့ပြီဆိုရင်တော့စပင်တစ်ဖက်တစ်ချက်မှာထုံထားတဲ့စတုံးလေးကိုပုံဖော်ပေးမှာဖြစ်ပါတယ်ဒီမြန်မာမှုပုံစံစပင်ပုံစံမျိုးတွေရမှာပေါ့နော်ဒီပုံစံလေးကိုဘာလို့ရွေးချယ်ပြလဲဆိုတော့ဒီတနခါသွေးနေတဲ့အချိန်မှာဒီအဲ့ဒီစပင်လေးနှစ်ခုကဟိုဘက်ဒီဘက်လေးထုံထားတဲ့ပုံစံလေးကိုအဓိကတော့ဖူးကအရင်သဘောကျတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ရွှေ့လိုက်တာပါပြီးတော့ဟိုဘက်ဒီဘက်ကိုကန်းကော်ပန်းလေးနှစ်ဖက်ပန်ပေးလိုက်မှာဖြစ်ပါတယ်အရင်ချစ်ဖို့ကောင်းတော့ပဲနော်ပြီးတော့ရင်တော့မျက်နှာလေးကိုမျက်လွှာလေးကိုချပြီးတော့တနခါလေးသွေးနေတဲ့ပုံလေးဖြစ်ချင်တဲ့အတွက်ကြောင့်မျက်လွှာလေးချထားတယ်ပြီးတော့ရင်ပါးပေါ်မှာတနခါပကွက်ကြားကြီးလေးနှစ်ခုကိုဆွဲပေးမှာဖြစ်ပါတယ်ပြီးတော့ရင်သူ့ရဲ့သုံးဆောင်ပစ္စည်းလေးလုံးမယ်နော်အခုဒီမှာဆိုရင်တော့ကြောက်ပြင်လေးစလုံးမှာဖြစ်ပါတယ်ကြောက်ပြင်လေးကဘီးနားလေးအနားသားလေးတွေကတွန့်လေးဆိုတော့အဲဒီတွန့်လေးတွေကိုspatula တူးလေးနဲ့ပုံဖော်ပေးနေရဖြစ်ပါတယ်ပြီးတော့ရင်တနခါသွေးထားတဲ့ပုံစံမျိုးလေးဖြစ်သွားအောင်လို့ acrylic အဝါရောင်လေးနဲ့ဆေးလေးတွေထည့်ပေးလိုက်ပါတယ်ဒါလေးကတော့တနခါလုံးလေးမှာလည်းတနခါလေးတွေပေးနေတဲ့ပုံစံလေးပေါ့နော်โอเคနောက်တစ်ခုဒီဟာလေးကတော့ကြိမှန်လေးဖြစ်ပါတယ်ဒီမှန်လေးမှာဖူးကလေလုံးဝအသက်ဝင်နေရလို့တကယ်ကြိမှန်ကိုဖြတ်ထားတာဖြစ်ပါတယ်တကယ်ကြိမှန်လေးကိုဒီအယုတ်လေးစိုင်းနဲ့ကွက်တိဖြစ်အောင်လို့ဖြတ်ထားပြီးတော့ဘီနာကနေပြီးတော့တစ်သားပေါင်ပုံစံမျိုးလေးဖြစ်သွားအောင်လို့ပေါ်လီမာကလေးအညိုရောင်လေးနဲ့ပုံဖော်ပေးလိုက်ပါတယ်ရှင်မင်းကလေးမှန်ကြရမယ်လေဟုတ်တယ်မလားဒီတနခါသွေးနေတဲ့မိမပြိုလေးလောက်ပြီးဆိုတော့မှတော့ကြည့်မှန်လေးရတော့လုံးဝကိုမပါမဖြစ်ပါမှာပဲဖြစ်ပါတယ်โอเคအခုမှန်လေးပြီးသားရဆိုရင်တော့ဖီးနားလေးမှာရေကွက်လေးနဲ့တပုတ်တန်လေးနဲ့လုပ်မယ်ဒါလေးရရေကွက်လေးပြီးတော့ပါကိုချစ်တဲ့
တပုတ်တန်လေးလုပ်မယ်ပေါ့နော်ဒီငယ်တော့ဆိုရင်လေဒီတပုတ်တန်အဲ့လိုအကြီးကိုဖူးကတော့အရန်သဘောကျတယ်အမွှေးအများကြီးနဲ့ပေါ့နော်ပါးတစ်ခုလုံးကိုချစ်လိုက်လို့ရတယ်တပုတ်တန်ကိုဆိုရင်အရန်သဘောကျတယ်ပေါ့နော်အခုဒီမှာဆိုရင်တပုတ်တန်သေးလေးရလာပြီအရန်သေးရတယ်ပြီးသားရင်ဒါလေးကတော့အောက်ခံတုံးလေးမှာဖြာပုံစံလေးပုံဖော်ထားဖြစ်ပါတယ်ဒီလိုမျိုးအကုန်လုံးရသွားပြီဆိုရင်တော့သူ့ကိုစုစည်းလိုက်တဲ့အခါမှာဒီလိုမျိုးအရန်ကိုချစ်ဖို့ကောင်းတဲ့မြမမှုတနခါသွေးနေတဲ့မိမပြိုလေးရဲ့ပုံစံလေးရလာပါပြီရှင်ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ပတ်ဒီမှာလည်းဘလို့ရုပ်လေးတွေလောက်ရမလဲဆိုတာကိုကွန်မန့်မှာရေးပေးတော့ပါအောင်เนาะနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ကောင်းသောနေ့လေးဖြစ်ပါစေရှင်